ကျမကိုဝါအောင်တို့အိမ်ကိုသာပို့ပေးလိုက်ပါကျေးဇူးတုံ့ပြန်တဲ့အနေနဲ့တန်းတရပေးမယ်နင်းဝတ်ထားတဲ့အဝတ်စားတွေနဲ့ဆိုနင်တန်မိုးကတရားတော်မရှိဘူးရေထဲပြန်သွားပြီးငကားမင်းကိုပဲလှည့်စားလိုက်ပါတော့ကဲကြပါဦးဒီဖိုးကြီးကဟန်ဆောင်နေတာမဟုတ်ပုံပဲဘလို့လူလဲအသက်တောင်ရင်းပြီးလိန်နေတာလားတူတာသေးသွားရင်ငါပတ်စံတွေရမှာမဟုတ်ဘူးအသက်ဘေးကလွတ်ပြီးအဖိုးကြီးအခုနကအတွက်တောင်းပန်ပါတယ်ရေထဲကတရေလို့ထင်လိုက်တာဟဲ့ကောင်မလေးနင်ဖုန်းရှိလားငါရဲ့လက်ထောက်စီဖုန်းဆက်ပေးပါရဟတ်ရင်လွတ်ပေးဖို့နဲ့ဆေးဖွဲ့ကိုပါစောင့်ခိုင်းထားလိုက်ဘာကြီးရေလာကူပါဦးရေထဲကအဖိုးကြီးတယောက်ဆဲလာခဲ့တာသူ့အုံနောက်ရေဆူသွားပုံရတယ်အေးပါကွာတိတ်မကြည့်ကြပါဘူးနင့်အတွက်တက်တောင့်တက်တာရှိမဲ့အဝတ်စားသွားယူပေးမယ်အဲ့ဒီဝတ်စုံထက်အစတရားပုံလွှင်းမယ်ရေထဲကြတာအုံနောက်ပဲဆိုတာပါအဝတ်လဲရတာကိုဘာလို့ဒီလောက်အလုံးရှုံနေတာလဲဒီနေ့တော့အလုသမားတွေဘလို့ဝတ်ဆင်ကြလဲဆိုတာတင်ယူလိုက်ဦးကောင်မလေးငါ့ကိုဘယ်တော့အိမ်ပြန်ပို့မှလဲတနေ့ကုန်ဘာမှမစားရသေးဘူးငါရဲ့ကိုပိုင်စားဘူးကစိတ်ပူနေတော့မှဟုတ်ပါပြီဘယ်မှာနေတာလဲမနှက်ဖြန်စပိန်လေးနဲ့ပို့ပေးမယ်ယူနေချက်ဖြစ်မှာနေတာအထက်မြင့်တစ်ထက်လုံးကငါပိုင်တာအဲ့ဒါဘယ်နာလဲရုံရှုံမှာအဲ့ဒီလိုနေရာမျိုးမရှိဘူးငါလက်ထောက်ကိုဖုံးဆက်လိုက်ပါရဟတ်ရင်လွတ်ပေးလိုက်မယ်ဒီရွာကဆိုင်မှာတော့လေးပဲရတယ်ဒီဖုန်းကဖုန်းခေါ်မက်ဆေ့ချဖို့ယုံမဲရတယ်ခီးဝေးဖုန်းခေါ်မရဘူးလာပါအရင်စားလိုက်ဦးပြီးမှဘာဆက်လုပ်မလဲစဉ်းစားမယ်တန်းတရတန်တဲ့တထေးကြီးကိုတော့အငတ်ထားလို့မဖြစ်ဘူးရိုင်းလိုက်တာဘသူခွင့်ပြုချက်နဲ့ငါမျက်လုံးကိုစိုက်ကြည့်နေတာလဲငါကုမ္ပဏီမှာဆိုအားလုံးကခေါင်းငုံပြီးစကားပြောကြရတာအမလေးဒီဖိုးကြီးကတော့ဇက်ဝင်ကန်းနဲ့အပြည့်ဝင်နေတာပဲသူကဥက္ကဋ္ဌတဲ့ဇက်ယုံကနေပဲထွက်ပြေးလာတာဖြစ်မယ်နင်သာဥက္ကဋ္ဌဆိုငါကကြောက်စိမ့်ဧကရပေါ့မင်္ဂလာပါဥက္ကဋ္ဌကြီးဖျက်တီးစားကြည့်ပါဦးအရန်ချိုတယ်အဖိုးကြီးကဘာကြီးရဲ့ပန်းပွင့်ပုံပေါင်းပြီးကိုဝတ်ထားသေးတယ်ငါတော့တေချင်စိတ်ပေါက်လာပြီငါကလောင်းအုပ်စုရဲ့ဥက္ကဋ္ဌလေးဒီတန်ငါတွေငါ့ကိုကြည့်နေတာငါကုံတိတ်ခါတွေအကုန်ပြက်ပြီနင်ကလင်းချဆိုတဲ့တန်ငါရွာသူမလားလွန်ခဲ့တဲ့ရက်ကအဖိုးကြီးတယောက်ကိုကယ်ခဲ့တယ်ဆိုတာနင်ပဲလားဟုတ်တယ်သူတို့ကအဖိုးကြီးကိုရှာနေတာလားအဖိုးကြီးအိမ်ပြန်ပို့ဖို့လာခေါ်တာပါကြည့်တဲ့သူတွေများလို့နဲ့ပြန်ရောက်ရင်ဘာမှမပြောနဲ့မဟုတ်ဘူးအဲ့ဒီလူနှစ်ယောက်တစ်ခုခုလှုပ်ဝက်ထားတာအကုန်လုံးထားလိုက်ကြပါကောင်မလေးအခုတော့ယုံပြီလားငါဘယ်တော့မှအလကားမကြွားခဲ့ဘူးသူတို့ကတကယ်ပဲနင့်အတွက်အလုပ်လုပ်တာလားနင်သူတို့ကိုမသိတဲ့ပုံပေါက်နေတာဘာလို့လဲငါစီမှာဝန်ထမ်းတွေထောင်ချီရှိတာလူတိုင်းကိုတော့မသိနိုင်ဘူးငါသားတွေကတယောက်ယောက်လွတ်လိုက်တာဖြစ်မှာပါငါနဲ့လိုက်ခဲ့ပါထိုက်တန်နဲ့ဆုလက်ပေးပါမယ်အဖိုးကြီးအချိန်နှောင်းနေပြီအခုသွားကြရအောင်ခီးဝေးသွားရမှာမို့မသွားခင်တခုခုစားသွားပါဒီညစာကိုလက်လွတ်လိုက်ရင်ဒီလောက်ကောင်းတဲ့ပစွန်စိတ်တွေကိုနောက်ထပ်ဘယ်တော့မှစားရတော့မှာမဟုတ်ဘူးစားပြီးမှသွားကြပါကောင်မလေးငါတို့အရှင်သခင်ကိုကောင်းကောင်းစောင့်ရှောက်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်အထက်လူကြီးတွေကဆုချီးမြှင့်ပါလိမ့်မယ်စကလုံးတွေကလေထဲမှာပဲပျောက်သွားတတ်တာပါဘလောက်ပေးမှလဲတန်းပေါင်းများစွာပေးမယ်လို့ပြောခဲ့တယ်မဟုတ်လားသူတို့ပျောက်သွားမှဆိုလို့အတူတူလိုက်သွားမှဖြစ်မယ်စိတ်ချပါငါတို့အရှင်သခင်ကစကားတီးပါတယ်လိုက်ခဲ့ပါပြီးတော့မြစ်ကူးဖို့နစ်လေလဲလိုသေးတယ်တောင်းပန်ပါတယ်အရှင်သခင်ရွက်လေပောက်ကွဲပြီးတဲ့နောက်အရှင်သခင်သေးပြီလို့ထင်ခဲ့တာအထက်ကအမိတ်ပေးထား